ခုံးတက်ကိုသွားမယ်ဆိုလို့ရှိရင်မြင်းအမဲလေးကိုခဏမျက်စိထဲဖြောက်လိုက်အမတို့အခုလိုချင်တာကဒီအောက်တောက်လေးတစ်ချောင်းရဲ့ဘေးတောက်လေးရဲ့ပဲရှိရလို့တို့မျက်လုံးနဲ့မြင်ထားလိုက်ဒီအရာကိုအမတို့ကပခုံးတောက်ကိုသွားကျင်တာဒီအရာကိုပခုံးကိုရွှေ့ကျင်တာအမတို့ဒီရဲ့ဘေးတောက်လေးတစ်ချောင်းကိုဘယ်ကိုသွားပို့ကျင်တာလဲဒီပခုံးသွားပို့ကျင်တာပခုံးပို့ကျင်တာဆိုတော့ဘေးဘက်က F1 ဘက်အချမ်းကအမတို့မြင်းလေးရှိတယ်အဲ့ဒါနဲ့ပေတယ်နဲ့ဒီလိုအလိုက်တင်းဖြစ်တဲ့နေရာလေးမှာအမတို့ဒီပခုံးမှာမြင်းလေးတစ်ချောင်းသွားပြီးတော့ဖြတ်လိုက်မယ်ကူးထုတ်တဲ့အချိန်မှာအမတို့ဘယ်လိုကူးထုတ်မလဲဆိုရင် F2 ကိုကူးထုတ်တဲ့အခါမှာအမတို့ကဘယ်မြင်းလေးပါမလဲအမတို့ကူးထုတ်ရမယ့်အပိုင်းလေးကအပေါ်ကအပြာမြင်းလေးကနေဒီဘက်မြင်းလေးကိုကူးထုတ်မယ်ပြီးရင်အမတို့ဒီအောက်ကမြင်းလေးကိုကူးထုတ်မယ်ပြီးရင်အမတို့ဒီတောက်လျှောက်လေးကူးထုတ်မယ် F2 အချမ်းကိုကူးထုတ်လိုက်တာတမျိုးမြင်နေနော် F2 အချမ်းကိုကူးထုတ်လိုက်တာဆိုတော့ဒီတောက်တွေချုပ်တဲ့အချိန်မှာဒီရဲ့ဘေးတောက်ကိုအမတို့ကမလိုအပ်ဘူးလေအဓိကအမတို့ဒီတောက်ကိုဖျောက်ချင်လို့ကို F2 အချမ်းကိုကူးထုတ်တာလေဒါဆိုအမဘာလုပ်မှာလဲဒီတောက်ကိုအမကပ်လိုက်မယ် F2 အချမ်းမှာဒီတောက်လုံးဝမပါခြင်းဒီမှာရှိနေတဲ့တောက်ကလေးကိုတမီးတို့ကကိုအာတန်လို့လုပ်လို့ရတယ်ဒီတောက်ကိုခောက်ပြီးတော့တိတ်နဲ့ကတ်လို့လည်းရတယ်အမတော့ဒီလိုကက်ကြီးလေးနဲ့ဖြတ်ချတာပိုအာတန်လို့အမကက်ကြီးလေးနဲ့လို့လေတမီးတို့ဒီထိတ်ထိဖြတ်ချပလိုက်ဒီဘက်မှာတိတ်ကလေးနဲ့လာကတ်လိုက်မယ်အဲ့တော့တမီးတို့ဒီလိုအခြေခံသဘောတရားလေးတွေကိုပိုင်ပိုင်နိုင်နိုင်ကျွမ်းကျွမ်းကျင်ကျင်သိထားမယ်ဆိုရင်ကိုကဘယ်ပတ်တန်ကိုပဲဖြစ်ဖြစ်ကိုကြည့်တတ်တယ်ဆိုရင်ပညာအများကြီးရတယ် F1 အချမ်းဒါလေးက F2 အချမ်းတမီးတို့ခုနပြောပြခဲ့တယ်လို့ပဲဒါဒီအမတို့ရဲ့ no ထိတ်စုံမဲ့ဒါဒီရင်အောက်စုံမဲ့ဒါဒီခါစုံမဲ့ဒါဆိုတမီးတို့ကဟိုဘက်အချမ်းနဲ့ဒီဘက်အချမ်းလာပြီးတော့အမတို့ပိတ်ဆောက်ညှက်ပြီးတော့ပူးတဲ့အချိန်မှာဒီ point တွေကိုဒါလာပြီးတော့ညီအောင်ချုပ်မယ်ဆိုလို့ရှိရင်တမီးတို့အင်ဂျီဒီတစ်ချမ်းတိုတယ်တစ်ချမ်းရှည်တယ်ဆိုတဲ့ပြဿနာလုံးဝမရှိတော့ဘူးဘေးတောက်ကိုမလိုချင်ဘူးရေကူးတောက်လည်းမသုံးချင်ဘူးဆိုရင်အမတို့ဒါပခုံးတောက်ကိုလာပြီးတော့ရွှေ့ပလိုက်တာ